လာပါရှင်ဒီနေ့မှာတော့ remote ကထုတ်တဲ့ Cozibat W29 ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဖုန်းထဲက Bluetooth ကိုဖွင့်ပြီးတော့ Cozibat W29 နဲ့အရင်ဆုံးချိတ်ဆက်ပေးပါဒီ earbud ရဲ့ Bluetooth version ကတော့ 5.4 ဖြစ်ပြီးတော့ battery mAh ကတော့ 250 mAh ပါပါတယ်တတိယချင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါနောက်ထပ်သချင်းတစ်ပုဒ်ကိုကြော်ချင်နေဆိုရင်ညာဘက်ကို3ချက်နှိပ်ပေးပါအရှိရသချင်းကိုပြန်ရောက်ချင်နေဆိုရင်တော့ဘယ်ဘက်ကို3ချက်နှိပ်ပေးပါအတန်ကျချင်နေဆိုရင်ညာဘက်ကို1ချက်နှိပ်ပေးပါအတန်တိုးချင်နေဆိုရင်တော့ဘယ်ဘက်ကို1ချက်နှိပ်ပေးပါခေါ်စီကိုဖွင့်ချင်နေဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို3စက္ကန့်လောက်ဖိထားပေးပါဖုန်းဖိုင်တာနဲ့ဖုန်းချတာကိုပြုလုပ်ချင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါဖုန်းလာတာကိုကန်ဆယ်ချင်နေဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို3စက္ကန့်လောက်ဖိထားပေးပါ case ကိုအားသွင်းမယ်ဆိုရင်တော့အနီရောင်မီလေးလေးနေမှာဖြစ်ပြီးတော့အားပြည့်သွားပြီဆိုရင်တော့မီလေးရပိတ်သွားမှာပဲဖြစ်ပါတယ်earbud ကို reset ကြိုက်နေဆိုရင်တော့ဘယ်ဘက်နဲ့ညာဘက်ကိုဒီဇိုင်းနဲ့5ချက်နှိပ်လိုက်တာနဲ့ reset ကြသွားမှာပဲဖြစ်ပါတယ် case ရဲ့အဖုံးကိုဖွင့်ထားမယ်ဆိုရင်အဖြူရောင်မီလေးရ3စက္ကန့်လောက်လေးနေမှာပဲဖြစ်ပါတယ်ကြည့်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်သိချင်တဲ့ product လေးရှိရဆိုလဲ comment မှာရေးခဲ့ပြီးအောင်နော်